ဒီဖိုးရုပ်သံကိုအပေးကြည့်ရှုနေကြတဲ့အားကစားဝန်ထမ်းရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ MND Cup 2025 Group B ရဲ့ပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားဖို့ရှိနေတဲ့မာယူနိုက်တက်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကတော့ဂျာကန်ချိန်တိုးတွေမှာစတင်ရှင်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။အုပ်စုပထမနေရာကနေနောက်တစ်ဆင့်ကိုတက်ဖို့အတွက်တည်ကြသွားမှာဖြစ်ပြီးတော့မာယူနိုက်တက်အသင်းအနေနဲ့ကလည်းဒီနေ့ပွဲစဉ်မှာလာရလက်ကောင်းတစ်ခုကိုပေါ်ဆောင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့အုပ်စုကနေနောက်တစ်ဆင့်တက်ရေးအတွက်တော်လေးကိုတည်ကြသွားတဲ့အနေအထားတစ်ခုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။စိုက်တိုပဲလက်ထပ်ဖို့ကြိုးစားနေတယ်။တော့ရှောက်ဆွဲလိုက်ခင်ဗျာ။စိုက်တိုလက်ကန်လာတယ်။ဤဆိုပိတ်ထားပြီ။ရန်ကုန်ယူနိုက်တက်အသင်းပွဲအစမိနစ်အစောပိုင်းမှာပဲစိုက်တိုရဲ့အမတ်မထင်အဝေးကန်ချက်ကတော်ကြီးကိုကောင်းမွန်ခဲ့ပြီးတော့အောင်ကိုလက်ပုတ်ထုတ်ထားခဲ့ရမှာတိုင်ထိပြီးတော့ပြန်ထွက်လာတဲ့အလုံးကိုတော့အေရီယာထဲမှာအသစ်ရှိနေခဲ့တဲ့ဤဆိုကြုံသလိုအနေထားနဲ့ပိတ်သွင်းမှုကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ဤဆိုညာကြပါခင်ဗျအေရီယာထဲဝင်လာပြီးဤဆိုလေကိုဖြစ်ဖို့ကြိုးစားခဲ့ပြီမယ်ဒီချိန်မှာလဲတိုးဆက်နိုင်အောင်မကြော်ဘူးခင်ဗျာဇော်ဝင်တဲ့တော်ကန်ထားတယ်ခေါင်းတိုက်ပြီဟိုးပြီခင်ဗျာလက်ရှိအချိန်မှာတော့ဝိုင်းပွဲကစားချိန်16မိနစ်အရောက်မှာပဲတောင်းကန်ဘောကနေတစ်ဆင့်ရန်ကုန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားမှာမိုကူးခေါင်းတိုက်ပြီးတော့ရန်ကုန်ယူနိုက်တက်အသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့စတင်ပြီးတော့အသင်းကိုပေးခဲ့ပြီပဲဖြစ်ပါတယ်အသင်းရဲ့တောင်းကန်ဘောကနေပေးဖို့မှုကတော်လေးကိုတိကျကောင်းမွန်ခဲ့သလိုမိုကူးရဲ့ခေါင်းတိုက်ချက်ကလည်းအပိုင်လို့ပဲဆိုရမှာဖြစ်ပါတယ်တစ်စစ်ပိုင်းကိုမြင့်တင်တဲ့အနေနဲ့ဝိုင်းရင်တိုက်စစ်ကစားမှာကြော့ကူကိုတော့စောစီးပဲသာထိုလဲလေအသုံးပြုခဲ့ပြီပဲဖြစ်ပါတယ်လက်ရှိမှာတော့မာယူနိုက်တက်အသင်းမှာတော့ကစားနေပြီပဲဖြစ်ပါတယ်အခုဆိုလို့ကျွန်တော်တာယာဝင်ထက်လက်ကန်လာပြီဂိုးပြီခင်ဗျာဒီနေ့ပွဲစဉ်မှာပေါ်ထက်ကစားသမားအနေနဲ့ပေါဝင်ခွင့်ရရှိလာခဲ့တဲ့ရန်ကုန်ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမားတာယာဝင်ထက်ဖြစ်ပါတယ်ဒီမျောပြလိုက်တဲ့ဘောလုံးကိုလူကကစားထားမှုတွေအားနေတဲ့မဟာယူနိုက်တက်အသင်းရဲ့နောက်ခံကစားသမားကြီးကြားကနေအကောင်းဆုံးဖြတ်ပြေးပြီးတော့ဟိုမှာကိုလက်ကိုအကောင်းဆုံးကြော်ဖြတ်ပြီးတော့တရားဝင်ထက်သုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ဖြစ်ပါတယ်ကုသိုလ်ရှင်တော်ဇော်ဝင်းသိမ်းမဲ့အေရီယာထဲမှာပဲလက်ကန်လာပြန်ပြီဇော်ကိုရရှိပြီးတဲ့နောက်ပိုင်းမှာတော့ရန်ကုန်ယူနိုက်တက်အသင်းတောက်လျှောက်ဆိုသလိုတိုက်စစ်ပိုင်းကအခွင့်အရေးတွေရရှိနေခဲ့တာပဲဖြစ်ပါတယ်ကုသိုလ်ရှင်တော်စိုက်တိုတောက်လျှောက်ပဲဆွဲပြေးလာခဲ့ပြန်ပြီမိုးကူရလာသေးတယ်မိုးကူပဲကိုမဟုတ်လက်ထပ်ဖို့ကြိုးစားတယ်မိုးကူလက်ကန်လာပြီပိတ်ပြန်ပြီကိုပြီခင်ဗျာလက်ရှိမှာတော့ရန်ကုန်ယူနိုက်တက်အသင်းရဲ့ဂျပန်တောင်ပန်တိုက်စစ်ကစားသမားအိုတိုစိုက်တိုအသင်းအတွက်သူ့ရဲ့ပထမဆုံးသွင်းကိုတော့သူ့ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီမဲ့မိုးကူသူ့စီကိုပဲဘောလုံးကနောက်ထပ်အချိန်ထပ်မံပြီးတော့ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာအသင်းရှိနေခဲ့တဲ့စိုက်တိုအပေးမှာတော့စိုက်တိုမလန်မကန်မမီတမီအနေထားနေပဲကောင်းမွန်ဆုံးပိတ်သွင်းသွားခဲ့တာပဲဖြစ်ပါတယ်သောသိန်းကြီးအောင်ဒီနေရာလေးကိုကန်ပို့ပြီးသားတယ်ကိုသမားဆက်နိုင်စီပဲရောက်ရှိသွားခဲ့တယ်ခင်ဗျာကျော်စွာမင်းဘယ်တောင်ဖြစ်ပို့ပြီးသားတယ်အီဆိုလူပြအမားတယ်ဗျာနေလင်းထက်နေလင်းဆိုးဖြစ်ပါတယ်ပြန်ချိုးပေးလိုက်ကြောက်ကိုကန်ပြီဂိုးပြီခင်ဗျာကြောက်ကိုနေလင်းဆိုးရဲ့ဖန်ဒီပေးပို့မှုကနေမိုင်းနဲ့တဲ့အတင်းလိုအပ်နေတဲ့ချစ်ပါကူတစ်ခုကိုတော့သူပေးခဲ့ပြီပဲဖြစ်ပါတယ်အီဆိုးရဲ့နိုင်ငံပေါ်စားတဲ့ကစားပုံအနေထားတစ်ခုကနေနေလင်းဆိုးခွင့်ရရှိသွားခဲ့ပြီးတော့ဒီနေရာထဲမှာအသင်းရှိနေခဲ့တဲ့အသင်းပေါ်ကြောက်ကိုစီပြန်ပေးခဲ့ရမှာတော့ကြောက်ကိုကောင်းမွန်ဆုံးနေထားတစ်ခုကနေပဲမာယူနိုက်တက်အသင်းအတွက်ခြေပါကိုတစ်ခုသူပေးခဲ့ပြီပဲဖြစ်ပါတယ်လက်ရှိမှာတော့အီဆိုစောပိုင်းကသူ့ရဲ့ပေါ်စာရဲ့ကစားပုံနေထားတစ်ခုကနေပြမသိန်းကိုခြေပါကိုပြန်လည်ခွင့်ပြုရပြီးနောက်ပိုင်းမှာတော့မိနစ်ပိုင်းအတွင်းမှာပဲနောက်ထပ်ဥဆောင်ကိုတစ်ခုသူပေးခဲ့ပြီပဲဖြစ်ပါတယ်တိုင်ဝင်ထက်ရဲ့လေကိုဖြစ်ပေးမှုကိုအောင်ကိုလက်ဒါစီဖို့ကြိုးစားမှာကျွန်တော်မတည်တတ်တဲ့အနေအထားတစ်ခုကနေအီဆိုအပိုင်ကိုကန်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်
ကန်ပို့ပြီးသားတယ်ကောင်းမြတ်သူပဲမဟာအသင်းပဲအေရီယာထဲဝင်လာပြီကောင်းမြတ်သူကျော်ကိုစီပြန်ပေးဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒီချိန်မှာတော့ရန်ကုန်နောက်တန်းကအင်္ဂစီယာလင်းအချိန်မီရှစ်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီလင်းစုတော့ရှောက်ပဲစီမျောပေးတာကျော်ကိုအေရီယာထိတ်ဆက်မှာပဲချိုးပေးတာပြန်ပြီးပိတ်ဖို့ချိုးသားတယ်ဂိုးပြီခင်ဗျာဒီမှာလေဘိုင်းမာတွေကနှစ်သိန်းပေါင်းအပြန်အလှန်တွင်းကို6ဂိုးထိကိုပြိသက်တွေမြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်ဒီချိန်မှာတော့ကျော်ကိုရဲ့အကောင်းဆုံးပေးပို့မှုကနေကောင်းမြတ်သူအလိုက်တဲ့ပိတ်သွင်းပြီးတော့မိုင်းနဲ့အသင်းအတွက်လိုအပ်နေတဲ့ခြေပါကူတစ်ခုကိုသူပေးခဲ့တာပဲဖြစ်ပါတယ်ဇော်ဝင်းသိန်းတန်ဝင်းထက်ရှုမပြီးသားအီဆိုးလွတ်လွတ်ကျွတ်ကျွတ်ပဲအီဆိုးပဲလန်ကန်လာပြီဂိုးပြီခင်ဗျာလက်ရှိမှာတော့အီဆိုးဒီနေ့ပွဲစဉ်အတွက်သူ့ရဲ့ဒုတိယမြောက်တွင်းကိုရန်ကုန်ယူနိုက်တက်အသင်းအတွက်9ဂိုးမြောက်ဦးဆောင်ဂိုးတော့သူပေးခဲ့ပြီပဲဖြစ်ပါတယ်10မိနစ်အရောက်မှာပဲယူနိုက်တက်အသင်းနောက်ထပ်တွင်းဂိုးတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီပဲဖြစ်ပါတယ်မြတ်သူတွေကိုပြဖို့ကြိုးစားခဲ့ပြီမယ်ဒီချိန်မှာတော့အီရစ်စာဒူဦးရယ်ဗျာဒီမဲ့တော့မကန်ပေးတာတွေကောင်းတိုက်တာပြီလင်းဆိုးအပိုင်ကောင်းတိုက်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လင်းဆိုးရဲ့ကောင်းတိုက်ချက်ကိုတော့ရန်ကုန်ယူနိုက်တက်အသင်းရဲ့ကိုသမားစန်းဆက်နိုင်ပုတ်ထုတ်ပြီးတော့ကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ကောင်းမြတ်သူပဲလေတွေကိုဆွဲဝင်လာပြီးလက်ကန်တာတွေပါရင်ထိပြီးတော့ပြန်ထွက်လာခဲ့တာပဲဖြစ်ပါတယ်မဟာယူနိုက်တက်အသင်းရဲ့ခြေပါကူရရှိဖို့အတွက်တိုက်စစ်ဆင်မှုတစ်ခုကိုကျွန်တော်မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်အာကာကျော်ကျမျောပြီးသားတယ်တောက်လျှောက်ပဲခြေအေးကိုလိုက်လံတားဆီးဖို့ကြိုးစားရင်းနဲ့မာယူနိုက်တက်အသင်းရဲ့တင်းကောင်းဆောင်တိုးဆက်နိုင်အနေငယ်ဒဏ်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်ပိုင်မဲကောင်းစီသူရလာပြီမြကောင်းစီသူပဲလက်ကန်လာပြီဖြစ်ပါတယ်ဒီချိန်ကောင်းစီသူရဲ့ကန်ချက်ကိုတော့မာယူနိုက်တက်အသင်းရဲ့ကိုသမားအောင်ကိုတက်ကောင်းဆုံးလက်စွမ်းပြပြီးတော့ပုတ်ထုတ်ကျော်ကိုအီဒရစ်စာဒူဝင်ရောက်ပေါ်အနေငယ်ကျန်တဲ့အနေထားတစ်ခုမှာမာယူနိုက်တက်အသင်းကပြစ်ဒဏ်ပေါ်ကန်ခွင့်ရမှာဖြစ်ပါတယ်စောင့်ကြည့်ကြပါမယ်ကျော်ကိုလန်ကန်လာတယ်ဟိုတော့ရင်တော့တော်တော်လေးကိုလာပါတယ်လေကိုဖြတ်ချိုးပေးတာလေမာယူနိုက်တက်အသင်းတော့တော်တော်ကြီးကိုကန်ကောင်းတဲ့အခိုက်အတန့်လိုပဲဆိုအောင်ဖြစ်ပါတယ်သိန်းတန်းဝင်းရှင်တို့ဖို့အကျိုးစားရင်းနဲ့ကိုယ်တိုင်ထိပြီးတော့ပြန်ထွက်လာခဲ့တာဖြစ်ပါတယ်မျိုးပါသွားပြီမြကောင်းစီသူတောက်လျှောက်ပဲပြဆွဲလာပြီကောင်းစီသူပဲအေးရထဲမှာလက်ကန်လာပြီကိုပြီခင်ဗျာလက်ရှိမှာတော့မာယူနိုက်တက်အသင်းရဲ့ပေါ်စာရီကစားပုံအနေထားတစ်ခုအနေပဲရန်ကုန်ယူနိုက်တက်အသင်းရဲ့လူစားဝင်တိုက်စစ်ကစားသမားကောင်းစီသူငိုတကူတော့သူပေးခဲ့ပြီပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့လက်ရှိမှာတော့ရန်ကုန်ယူနိုက်တက်အသင်းက6ဂိုး2ဂိုးဆိုတဲ့ရလဒ်တစ်ခုနဲ့ပဲပွဲကိုတော့ပြည့်စုံသားဥဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ်ရထိတ်ဆက်မှာပဲပက်ထရစ်ကျော်ကိုဝင်ပြန်တွေ့တာလက်ကန်လာတယ်ကျော်ကိုနဲ့ပက်ထရစ်အတွဲဆက်ကနေတဆင့်ကျော်ကိုကန်တဲ့ဘိုးအတွက်ကြိုးစားခဲ့ရပဲနိုင်ငံတန်ရခဲ့ရပဲဖြစ်ပါတယ်ဘရန်ဒါကိုလက်ကန်လာတယ်ချီအားသာဝန်လာရှင်ပြည်တယ်များခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲမာယူနိုက်တက်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ပွဲကစားချိန်မိနစ်90ရာပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒိုင်ထိုးတင်ဆက်နေမှုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ